认识方位 knowing direction 方位ဆိုတာက direction ဥတီယာချက်တွေဥတီယာညွှန်ပြချက်တွေကို 认识 knowing သိစေခြင်း认识သိစေမှာက上下左右上အပေါ်ဘက်下 down အောက်ဘက်左ဘယ်ဘက်ချမ်း left 右ညာဘက်ချမ်း right အရင်ဆုံးဒီကြပြလေးကိုမကြည့်ခင်မှာတူဤတူရံရံဖတ်မယ်ပြီးတော့မှမှတ်သားစီမယ်ပြီးလို့ရှိရင်ဟန်စင်လေးတွေကိုအကွက်တွေထဲမှာချရေးမယ်ဒီလိုမျိုးခြံစအကွက်ဖြစ်စေမီစအကွက်ဖြစ်စေပေါ့နော်上下左右ခြံစအကွက်ထဲမှာဒီမှာရင်းနှီးလေးတွေ上ရင်းနှီး下ရင်းနှီး行ချက်ရှုတစ်ချက်ပြီးလို့ရှိရင်ဒီဘက်မှာတည်ရန်ဇက်ထည့်လိုက်မယ်左ဘယ်ဘက်ရင်းနှီး右ညာဘက်ရင်းနှီးဒါကတော့右ညာဘက်ရင်းနှီးပေါ့ခြံစကွက်ထဲမှာအရင်ရေးသားကြည့်မယ်ဒီလေးခုလုံးဆွဲသားပြီးပြီမှတ်သားလို့ရပြီဆိုလို့ရှိရင်ဘွားကပြလေးကိုဖတ်ရမှာပေါ့上 up 下 down 左 left 右ညာဘက် alright ဟုတ်ဆိုတာမြောက်ကလေးမြောက်ကလေးဘယ်မှာရှိတစ်ပင်ရဲ့အပေါ်မှာရှိပေါ်ဆိုတာက上တစ်ပင်ဆိုတာရှုစိုက်ရှိနေတယ်ဟုတ်ဆိုင်ရှုရှမြောက်ကလေးကတစ်ပင်ပေါ်မှာရှိနေတယ်ဟုတ်ဆိုင်ရှုရှ小熊ဆိုတာကဝံ့ဝံ့လေးပေါ့小熊ဝံ့ဝံ့လေးစိုက်ရှိနေတယ်ရှုရှုတစ်ပင်下အောက်ဘက်小熊在树上ဝံ့ဝံ့လေးကတစ်ပင်ရဲ့အောက်ဘက်မှာရှိနေပါတယ်河马ဆိုတဲ့အကောင်လေးကိုရှာအောင်မာဆိုတာမြင့်ဟဆိုတာမြင့်ဒါပေမဲ့လည်းဒီမြင့်ပေါ့ဒီမှာလို့ဆိုလို့ရှိရင်တော့ဒါလေးကရည်မြင့်လေး河马ဘယ်မှာရှိတစ်ပင်ရဲ့ဘယ်ဘက်ချမ်းမှာရှိဆိုင်河马ဆိုင်ရှိနေတဲ့ရှုတဲ့တစ်ပင်ရဲ့左边ဘယ်ဘက်ချမ်းဟူးလီနောက်ဆုံးတကမဲ့ကြံတော့တဲ့မြေခွေးလေးပေါ့ဒီချစ်စရာကောင်းတဲ့မြေခွေးလေးကတစ်ပင်ရဲ့ဘယ်မှာရှိညာဘက်ချမ်းမှာရှိညာဘက်ချမ်းကိုရုပ်လို့ရုပ်ပြန်တစ်ပင်ကိုရှုစိုက်ရှိနေတယ်ဟူးလီစိုက်မြေခွေးလေးရှိနေတယ်ရှုတဲ့တစ်ပင်ရဲ့ရုပ်ပြန်ညာဘက်ချမ်းဟူးလီစိုက်ရှုတဲ့ရုပ်ပြန်ဟုတ်မြောက်ကလေး小熊ဝံ့ဝံ့လေး河马ရည်မြင့်လေးဟူးလီမြေခွေးလေးစိုက်ရှိနေတဲ့ရှုတစ်ပင်上အပေါ်ဘက်下အောက်ဘက်左ဘယ်ဘက်ချမ်း右左边ဘယ်ဘက်ချမ်း右边ညာဘက်ချမ်း猴子在树上小熊在树上河马在树的左边狐狸在树的右边